အေးဟုတ်တယ်ရောက်ရေးအဲ့ကောင်လက်ကားကောင်ပါကွာမင်းငါတို့သွားပြီးစားတော့တိုင်းနဲ့ငါတို့ပဲရှင်းရအဲ့ကောင်ပတ်စံဘူးမစားဘူးဘာမှမသိဘူးအေးဟုတ်တယ်အေးရောက်ဒါနဲ့လွှဲရင်မင်းဟိုပေါက်ကြီးဗီဒီယိုတက်လာကြည့်ပြီးွားရလားဗါတယ်ဒီကောင်ကြော်ညာနေ Bravo ဆိုတာပါဩဟုတ်တယ်ငါလည်းခုနပဲကြည့်နေတာ Hello everyone ဒီနေ့မှာတော့ပေါက်ကြီးကိုယ်တိုင်သုံးပြီးတော့အရန်ကြိုက်ပြီးအရန်မိုက်တဲ့ product လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါကတော့ Bravo အိမ်သုံးဆေးလို့ခေါ်ပါတယ်၃မျိုးရင်မိတ်ဆက်ပေးမယ်သုံးပြီးရလဲ2နှစ်အာမခံပေးတဲ့အပြင် matte finish နဲ့သုံးလိုက်ရင်အမိုက်စားဖြစ်မယ်2မျိုးနဲ့မိတ်ဆက်ပေးမယ်matte finish နဲ့ဆိုရင်ကိုယ့်အိမ်လေးကလွင်သွားမယ်ပြီးတော့တော့ရတာလည်းလွယ်တယ် coverage ကလည်းအရန်ကောင်းပထမတစ်ခုက super gold ရေစင်းမှုလို့ waterproof interior paint ဈေးတင်နဲ့တန်နဲ့အနက်မပြင်းလို့တော့ရတာလွယ်တယ်ကိုယ့်အိမ်မှာကိုယ်တိုင်ဆေးတုပ်အလှဆင်လို့ရတယ်အမိုက်စာ styrene acrylic base နဲ့ interior paint ဖြစ်တဲ့အတွက်အစွန်းထင်းတွေကိုအသင့်တိုက်ချွတ်နိုင်တယ်စိတ်ချသုံးလိုက်မမိတ်ဘူးမပြောင်းဘူးဟဲ့အောင်အဲ့အိမ်သုံးဈေးကတော့ငါရဲ့ဆိုင်မှာလည်းတင်အောင်နေနော် quality တော်တော်ကောင်းတယ်ဟုတ်လားဘလို့ကောင်းတာပြောပါအောင်မင်းကလည်းမင်းမခုနကပေါက်ကြီးဗီဒီယိုကြည့်နေဆိုဩဟေးဟိုကြည့်တာကြည့်နေကွာဒီကောင်တိုင်ကြီးကမင်းပြင်းစရာကြီးဆိုတော့ငါစမ်းကြည့်ချင်တော့လူတွေက product နာရောင်းနေပြီကွာအဲ့နည်းနည်းပါပြောပြပါအောင်ဩမင်းကိစ္စကလည်းအေးထားပါတော့ကွာဒုတိယ product ဆိုတော့ဟိုပြောမှာပေါ့ ultra in and out ဒီကောင်လည်းဈေးတန်တဲ့ရေစိမ်းမျိုးစားတွေရတယ်new polymer emulsion technology ကြောင့်ကွာဒီကောင်ကဆေးသားကြရှိခံultra in and out ဆိုတဲ့အိမ်တွင်းရောအပြင်ရော2မျိုးသုံးလို့ရတဲ့ Bravo Paint ရဲ့ super special product ကွာမဲဟုတ်လိုက်တာကွာအေးထားပါတော့ကွာဒါနဲ့ဟိုပေါက်ကြီးကြောင့်လည်းပါပြောလိုက်အောင်လေဒီကောင်လေးအခုတိုက်ဆယ်လုံးခြံ9ဝင်းနဲ့ဖြစ်နေပြီသိရလားဩမင်းကလည်းအလကားပါကွာဟဲ့ငါအတင်းပြောချင်လို့ပြောတာမဟုတ်ဘူးเนาะကြုံလို့ပြောပြအဲ့တော့ဘာမှတောက်ပြရှိရမဟုတ်ဘူးเนาะသူမိမပတ်စံရှိရဆိုရင်လုံးချင်တိုင်းလုံးနေတာ product ကြောင့်လည်းဘာမှနားမလဲဘူးဟာမင်းအရာဟုတ်ပါမလားကွာမိမရကန်ကောင်းတာပါကွာဒီကောင်ကသူတီးသေးတဲ့လောက်လေးဘာညာတီးလို့ဟို review တွေပါလုပ်နိုင်တာဗောမင်းမင်းပါတီးလို့လဲဟဲ့အဲ့ဒီ review တွေကသူမိမရေးပြီးတော့ရှေ့ကနေထောင်ပြနေတာအဲ့ဒါကိုလွယ်တကူဖတ်နေတာမင်းကလည်းမင်းကဟုတ်ဘူးလို့လားကွာမင်းကလည်းဟုတ်ပါတယ်ဆိုကွာအဲ့အောင်မင်းသိတဲ့အတိုင်းပဲလေဒီကောင်ပြီးတော့အုံနောက်ကလည်းကောင်းတာမဟုတ်ဘူးကွာဟိုစာလည်းဟိုရှေ့ကျန်နောက်မိအလဲသတိမရနဲ့မှတ်ညံတယ်ဆိုတော့ရှေ့ကထောင်ပြလိုက်အဲ့ကောင်လို့ရတာမဟုတ်ဟုတ်ပါမလားကွာမင်းကပေါက်ချာကြီးကွာမင်းကလေရှိသေးတယ်ဟဲ့အောင်ရေးအင်္ဂလိပ်စာကလည်းတအားညံ့တာလေအဲ့ကောင်မင်းလည်းသိပါတယ်ကွာအခုလဲသူမိမရှေ့ကနေအင်္ဂလိပ်လိုရေးပြီးထောင်ပြတော့အဲ့ကောင်ကြည့်ဖတ်နေတာအားရမင်းကလည်းအင်္ဂလိပ်လိုမတတ်တဲ့ယူဘလို့အင်္ဂလိပ်လိုထောင်ပြမှာတော့ထားရီကွာရအဲ့လိုပဲရှိတယ်ဟို9ယောက်အတင်းပြောချင်လို့တော့ပြောတာမဟုတ်ဘူးနော်ဟိုမင်းကိုကြုံလို့ဟိုပြောပြမင်းလည်းစိတ်ထဲရမ်းထားပါနဲ့အဲ့ကောင်စိတ်ကောင်းနေမှာဟိုဒါပေမဲ့ချင်းချင်းတွေပဲဆိုတော့ထားလိုက်ပါအေးကွာအေးအဲ့ဒါပဲတယောက်ပြီးပြီဆိုတော့ပေါက်ကြီးဒီဖုန်းလေးဆက်လိုက်ပါအောင်မယ်ဟယ်လိုပေါက်ကြီးဘလို့လဲအေးဆေးပဲလားဒါကြီးဒီလိုပါပဲဘလို့ရိုက်ပါညာပေါ့အေးတွေ့တယ်မိုက်တယ်ရောက်ရေးမင်းဗီဒီယိုငါကြည့်နေသေးတာဟိုဒါနဲ့လေအဲ့ဒီနောက်ဆုံး product လေးငါပြင်းလို့စမ်းမကြည့်ဖြစ်တာကွာအဲ့ဒီမင်းကောင်နေပါရှင်းပြပါလားဟိုငါလည်းငါရဲ့ဟိုရွှေတောင်ကြားတိုက်ဆယ်လုံးငါဆေးတော့ချင်လို့နောက်ဆုံးလို့မျိုးလားအေးပြောပြမယ်ကွာतू က၄နှစ်အာမခံရှိတဲ့ဖယ်တာကုတ်ဆေးသားလို့ခေါ်တယ်အေးအတွင်းတုပ်လို့ရတဲ့ဆေးतूကနာမည်လေးအတိုင်းပဲ तू ကငှက်မွေးလေးလိုမျိုးချောမို့ပြီးတော့ smooth ကွာလုံးဝပြီးတော့ तू က၄နှစ်တောင်အာမခံပေးတာဆေးလည်းမကွာဘူးရောင်လည်းမပြတ်ဘူးမှုဆွဲဘာညာစမကလာလုံးဝမဖြစ်ဘူးပြီးတော့သူ့ရဲ့ဈေးနှုန်းနဲ့ quality ရတယ်လုံးဝမိုက်စားရမှာအဲ့တော့တာကြီးမင်းစဉ်းစားနေတော့ဝယ်လိုက်တော့အေးမိုက်တယ်ဟဲ့အောင်ရေးမင်းအခုလိုကြိုးစားလို့အောင်မြင်လာတော့ငါအရှမ်းခုံယူတယ်ဟဲ့အောင်ရေး so proud of you my manဒါနဲ့ပေါ့ကြီးငါမျိုးပြောစရာလေးရှိတယ်ကွာငါတေချာပေါ့တက်အပ်အတိကျအမှန်ကန်ပြောရမယ်ဆိုတော့မင်းကမင်းကိုလိုက်ပြိုင်နေတာကွာဟမ် No way မင်းကလေကွာမဟုတ်တော့ပါဘူးကွာဟုတ်လို့လားအေးဟုတ်တယ်ရပေါ့ကြီးမင်းစိတ်ထဲမထားနဲ့နော်မင်းတိထားတဲ့နဲ့ထင်လို့ငါပြောပြတာဟိုဒီကောင်ကပြောတယ်ကွာမင်းကမိမရကန်ကောင်းလို့တဲ့အဲ့ဒါမင်း review တွေပါလို့ရိုက်နိုင်တာလို့ပြောတယ်ကွာမင်းကလေဘာဆိုင်လို့လဲမိမသူ့အနေနဲ့သူဗာလေ तू အလှပြင်တာနဲ့တော့ तू self love ဆိုတာဗာလား24နိုင်မအားတာဟဲ့ငါကြိုးစားလို့ဖြစ်လာတာပါကွာမင်းသိတယ်မလားသိတာဗောဟဲ့အောင်ကြီးမင်းဘယ်လောက်ကြမ်းနေဆိုတော့ငါမသိပြီးသားလေဒီကူကရှင်းပြကြမှာမလို့လားဟဲ့အဲ့ကောင်ထပ်ပြောသေးရဲ့နော်မင်းရတဲ့အဲ့ဒီ product ကြောင့်ဘာညာလဲဘာတစ်လုံးမှနားလေတာမဟုတ်ဘူးတဲ့မင်းဒီတိုင်းကိုမင်းမိမအရှိကနေထောင်ပြတဲ့ဟာမင်းရုပ်ဖတ်နေတာတဲ့ဘာမင်းအဲ့ဒါတော့များသွားပြီတော့အဲ့ကောင်မင်းကလေငါကိုယ်တိုင်ဟိုလေးလာပြီးတော့ငါကိုယ်တိုင်ရေးပြီးတော့ငါကိုယ်တိုင်ပြောတာလေကွာငါအလို့ရလို့ပြောတာဗောကွာဘလို့ကြည့်ပြီးပြောမှလဲသူစီက
မင်းယုံတယ်မလား ရှုံးတာဗောဒါရုံချက်ပဲလေမင်းအောင်တော့ဘယ်လောက်ကောင်းလဲဆိုငါအသိတယ်လေမရှိပိုင်နောက်ရအလဲမှုတ်အဲ့လိုတော့မျိုးလေမင်းကဟိုရှေ့ကျန်နောက်မေးအလဲသတိမရနဲ့မှတ်ညံတယ်ဆိုတော့ အေးကွာမင်းကမှသိသေးတယ်အဲ့ကောင်တော်တော်မှရိုင်းတယ်နော် အေးထားလိုက်ပါတော့ကွာဟဲ့ဟိုငါကမင်းတိထားတဲ့နဲ့ထင်လို့ပြောပြရနော်ဟိုစိတ်ထဲတော့မထားနဲ့ကွာအချင်းချင်းတွေပဲစိတ်ဝမ်းဝဲမှာဆိုလို့ကြုံလို့ပြောပြရအတင်းချရတော့မဟုတ်ဘူးကွာတိတာ အေးပါကွာထားလိုက်တော့နော်အခုလိုပြောပြတာတော့ကျေးဇူးတင်တယ်မင်းတို့တကယ် အေးဟုတ်ပြော ဟိုကောင်မဲလား အေး တောက်တင်းလေးပတ်အုပ်လိုက်ပါပဲနေသားထိုင်သားရှိသွားတော့အေးဝင်ခဲ့ဟာI got a condo in Manhattan. Baby girl, what's